စပိုင်အရှင်ဇက်လန်မျိုးကြိုက်တဲ့ဘော်ဒါတွေအတွက်လွန်ခဲ့တဲ့3ရက်လောက်မှာထွက်ရှိထားတဲ့အမိုက်စာအရှင်တဲရရင်ဘိုဇက်လန်မျိုးစားလေးဖြစ်တဲ့အဘိုဒါဖိုင်တီကီလာဆိုတဲ့ဇက်ကားလေးအကြောင်းကိုကျွန်တော်ပြောပြပေးချင်ပါတယ်ဇက်လန်လေးကတော့ခရစ်စမတ်ညတမညမှာကောင်မလေးတယောက်ဟာတယောက်တည်းအထီးကျန်စွာငိုကြွေးနေခဲ့ပြီးတော့လူတယောက်ကသူ့ကိုခရစ်စမတ်လက်ဆောင်အနေနဲ့အိမ်ပရမီပေါက်ဖွင့်တာလို့ပြောခဲ့ပါတယ်အဲ့ဒီနေ့မှာပဲကောင်မလေးရဲ့အဖေဖြစ်သူကထောင်ထဲကထွက်လာခဲ့ပါတယ်အဖေဖြစ်သူကအမေကိုတတ်သွားတယ်ဆိုတာကိုသိနေတဲ့ကောင်မလေးအနေနဲ့အဖေဖြစ်သူကိုအစိတ်ခတ်တက်ဖို့လုပ်ခဲ့ပေမဲ့လည်းအဖေဖြစ်သူကဟန်ဆောင်ကောင်းပြီးတော့သူ့အပေါ်ကောင်းခဲ့တာကြောင့်သူမှမလုပ်ရခဲ့ပါဘူးအဖေဖြစ်သူကအစိတ်ကတ်တာကိုတိသွားတဲ့နောက်မှာတော့ကောင်မလေးကိုတက်ဖို့လုံးနေတော့မှပဲလူတယောက်ကအဝေးကနေစနိုက်ပါနဲ့ပစ်ပြီးတော့ကူညီပေးခဲ့ပါတယ်ယူဘိုနာဟာဆိုရင်ဥပဒေရဲ့ဟာကွက်တွေကြောင့်လွတ်မြောက်သွားတဲ့ရာဇဝတ်သားတွေကိုရှင်းလင်းပေးရတဲ့လက်ဖြောက်စနိုက်ပါလူသက်သမားတူပါပိန်ငင်းလက်တွေလိုအမြင့်တနေရာမှာထိုင်နေရင်းနဲ့အစာကိုတွေ့တာနဲ့ကြည်စံလို့ပြင်းဝင်လာတက်လို့လေကင်းဖက်ရှာဆိုတဲ့နာမည်ပြောင်ကိုရတာသူတယောက်ပါဘိုနာကပင်မခက်ခဲခဲ့စဉ်ကအတိတ်ကာလကစုံတွေ့ခဲ့တဲ့သူရန်ချစ်ရတဲ့ဂွန်ထဲဆောင်တဲ့အေဂျင့်တာရတဲ့အိမ်ထောင်ရေးတစ်ခုကိုတိစောက်ထားပြီးတော့အခုချိန်မှာတော့ချစ်စပွဲသမီးလေးတယောက်ရှိနေပါတယ်ပြန်ဆိုးချင်တာကတော့ထဲဆောင်ကကင်းဖက်ရှာအကြောင်းကိုသတင်းလိုက်ခဲ့ဘူးတဲ့သတင်းတောက်တယောက်ဖြစ်နေတာပါပဲဒီလိုနဲ့3နှစ်တာမိဖောင်းကြီးကလာပြီးဆုံးပြီးတဲ့နောက်မှာတော့ဘိုနာကလူသက်သမားလောကတွေကိုပြန်လဲဝင်ရောက်လာပြီးတော့တစ်ဖက်မှာကလည်းထဲဆောင်ကကင်းဖက်ရှာအကြောင်းကိုတဖန်ပြန်လဲစုံစမ်းရဖို့ဖြစ်လာတဲ့အခါမှာတော့ဘိုနာတယောက်သူ့ရဲ့နောက်တစ်ဖက်ချမ်းကခင်မွန်းဖြစ်သူမသိအောင်ဖုံးကွယ်ထားရင်းနဲ့အလုံးနဲ့မိသားစုနှစ်ခုစလုံးကိုဟန်ချက်ညီညီထိမ့်သိမ်းသွားနိုင်ပါမလားဘိုနာနောက်ကိုလိုက်နေတဲ့အန်တွေကြားကနေမိသားစုကိုဘယ်လိုမျိုးကာကွယ်သွားမလဲဆိုတာကိုစိတ်ဝင်စားဖို့ကြည့်ရမယ်အရှင်ကားကောင်းလေးတကားပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်ရင်းနဲ့ကတော့အားလုံးရင်းနှီးပြီးသားဖြစ်တဲ့မင်းသမီးကြီးဂုံပိုချင်းကိုအမိုက်စာစနိုက်ပါကေလာပြေမြင်တွေ့ရမှာဖြစ်တယ်လို့မင်းသားအနေနဲ့ကတော့ Resident Playbook တွေကမင်းသားဂျောင်းချန်ဝွန်နဲ့ Delijan of Kitchen ဆိုတာတွေကမင်းသားဒီဆန်ကြီးတို့ပေါင်တရုပ်ဆောင်ထားကြပြီးတော့ rating အနေနဲ့ကတော့ IMDb 8.3D ရရှိရတဲ့အရှင်ကားကောင်းလေးတကားဖြစ်ပါတယ်ကျွန်တော်ကြည့်ပြီးတော့ပြောပြရရင်တော့ rating အနေနဲ့ကတော့မဆိုးပါဘူးဇက်လန်ကမင်းသမီးအသားပေးတဲ့ဇက်လန်ပုံစံမျိုးပါကျွန်တော်အနေနဲ့ပြောရရင်ဒီဇက်ကားကတော့မဆိုးပါဘူးဇက်ကားလေးကကြီးလို့အဆင်ပြေပါတယ်အရန်ကြိုက်ပြီးတော့မဟုတ်ပါဘူးတော်တော်လေးမျှော်လင့်ထားပြီးမဲ့ပုံမှန်ပါပဲဒီဇက်ကတရုပ်ဆောင်တွေအားလုံးကတော့အဆင်ပြေပါတယ်အကုန်လုံးတရုပ်ဆောင်ကောင်းကြပါတယ်အကုန်လုံးထဲမှာပါပေါ့နော်မင်းသားလီဆန်ကြီးကတော့တော်တော်လေးမှမိုက်တယ်လို့ပြောလို့ရတယ်စုံတော့စက်ရုံနဲ့အရန်ကိုလိုက်တယ်လို့လည်းခံစားရတယ်ဒီဇက်ကားမှာဇက်လန်ရလည်းစမ်းတစ်တဲ့ပုံစံမျိုးနဲ့လှက်ကွက်တွေလည်းပါမယ်ထင်လို့နောက်ပေါင်းနေပုံမိုက်လာမယ်လို့တော့ဒီဇက်ကားလေးကိုထင်မိတယ်ကျွန်တော်ထင်ရတော့ဒီဇက်ကတချို့တော့ကြိုက်ချင်မှကြိုက်လိမ့်လို့ထင်တယ်ဘာလို့လဲဆိုတော့အရန်နာမည်ကြီးရဲ့မင်းသားတွေလည်းမပါဘူးဆိုတော့ဗျာအဲ့လိုတော့ထင်မိရပါတော့နာမည်ကြီးရဲ့မင်းသားတွေမပါဘူးဆိုတော့ဒီဇက်ကားကိုဘယ်လိုလူမျိုးတွေကြီးတင်လဲဆိုရင်အရှင်ဇက်လန်ကိုမိသားစုကိုကာကွယ်မဲ့ဇက်လန်မျိုးဖြစ်တဲ့ပြင်မင်းသမီးအသားပေးတဲ့ဇက်လန်မျိုးကြိုက်တဲ့လူတွေအတွက်တော့ကားကောင်းလေးတကားဖြစ်မယ်လို့တော့ကျွန်တော်ထင်မိပါတယ်ဒီဇက်ကားလေးကိုတော့ဇူလိုင်လ31ရက်နေ့က MPC ဆိုတဲ့ရုပ်သံလိုင်းကနေထုံးလင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့14ပိုင်းတိပါရှိမှဖြစ်ပြီးတော့အခုလက်ရှိရတော့2ပိုင်းပဲထွက်ရှိတာပါတယ်ဒီဇက်ကားလေးကိုကြည့်ချင်းအပတ်စဉ်တောက်ကြစနေနေ့ညတိုင်းကျွန်တော်ရဲ့ channel လေးမှာတွားကြည့်လို့ရပါတယ်ဇက်ကားလေးကိုဗမာကြည့်ရမှမသိတဲ့တငယ်ချင်းတွေအတွက်ဒီဗီဒီယိုကွန်မန့်မှာတွားကြည့်လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဒီဇက်ကားလေးကိုတော့ဇူလိုင်လ31ရက်နေ့က MPC ဆိုတဲ့ရုပ်သံလိုင်းကနေထုံးလင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့14ပိုင်းတိပါရှိမှဖြစ်ပြီးတော့အခုလက်ရှိရတော့2ပိုင်းပဲထွက်ရှိတာပါတယ်ဒီဇက်ကားလေးကိုကြည့်ချင်းအပတ်စဉ်တောက်ကြစနေနေ့ညတိုင်းကျွန်တော်ရဲ့ channel လေးမှာတွားကြည့်လို့ရပါတယ်ဇက်ကားလေးကိုဗမာကြည့်ရမှမသိတဲ့တငယ်ချင်းတွေအတွက်ဒီဗီဒီယိုကွန်မန့်မှာတွားကြည့်လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်